ဒါရမအဲ့လိုတတ်မှာဒါအနုပညာတစ်ခုလူပညာတစ်ခုအနုပညာတစ်ခုဆိုတာကကိုကိုယ်တိုင်လည်းသတ်မှတ်တယ်နေပြီးတော့ဒီကကိုကိုယ်တိုင်သတ်မှတ်တယ်ဆိုတာတဲ့ကိုသတ်မှတ်ပေးတဲ့လူလည်းများတာတကယ်တမ်းကျတော့လေကိုယ်တိုင်တော့အဲ့လိုမျိုးငါအဲ့ဒါကြီးတယောက်လို့တော့ခံယူမထားဘူးဒါပေမဲ့ကိုလုတ်တဲ့လက်ရလေးတွေဒါကတော့လုံးဝအနုပညာစံတယ်ဒါကတော့ဘယ်လောက်ထိလက်ရမျိုးလဲဆိုတော့မျိုးတကယ်ကြီးယူတဲ့လူရပဲသတ်မှတ်ပေးတာအဲ့ဒါပဲပို့ပြီးတော့ခွန်အားဖြစ်စေတာအဲ့လိုပဲခံယူတာကျွန်တော်တခုလုံးမှာကြီးနဲ့ပတ်သက်တာတွေပါမယ်လေအဲ့လို trainer ပြုရလဲပါပါတယ်ကျွန်တော်လူပညာတချို့တွေဝါသနာပါတယ်ဒါပေမဲ့ဒီဟာကကိုဘာပြန်ရှာပေးနိုင်မလဲဆိုတာထက်ပြန်အရင်ဆုံးကိုကထိလိုက်ရတာများတယ်အဲ့တော့ဒီလူတွေကိုလည်းမျှော်လင့်ချက်တစ်ခုအနေနဲ့ရှိစေတယ်ပြန်အကိုတို့လည်းအစအနေလာခဲ့တာဆိုတော့အခုလည်းခရီးတစ်ခုတော့ရောက်ခဲ့ထိုက်ရောက်တဲ့ကိုအကျိုးပြုနေမှာပဲဝင်ငွေရတော့လည်းကောင်းတခြားတော့လည်းပါပဲအဲ့ဘိုင်းတော့ဆိုရင်ဒီအစပိုင်းလေးမှာတော့မျှော်လင့်ချက်တိတ်ပြီးမရှိခဲ့ဘူးကိုလှုပ်ချင်တာကိုလှုပ်ရတဲ့အပိုင်းပဲရှိတာနောက်ပိုင်းကျမှကိုလက်ရလေးတွေကလည်းကောင်းလာတယ်ဖြည်းဖြည်းနဲ့လူတိများလာတယ်ရောင်းရတယ်ဆိုတဲ့အချိန်မှာကျတော့အဆင်ပြေလာတာပေါ့အဆင်ပြေလာတဲ့အချိန်မှာဆိုတော့ငါပြောလို့အော်ဒါလက်ခံရတာမျိုးရှိတယ်အဲ့ချိန်ကျရင်တော့ဒါတရားပေါက်ပတ်စံဝင်နေရဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကတစ်ခါကျရင်အဲ့ပတ်စံရတဲ့အလုပ်ကိုမလုပ်ချင်ပဲကိုလုပ်ချင်တဲ့ဟာကိုလုပ်ချင်တဲ့စိတ်ကပေါ်လာတယ်။ဒါကြောင့် order လုပ်နေရင်လည်းစိတ်ကူးပေါက်ရင်ကိုလို့ချင်ကိုဖတ်ပြီးလုပ်ရင်လုပ်တာ။အဲ့တော့ဒီပေါ်မှာဒီမှာတော့ကိုလို့ချင်တာလည်းလုပ်တယ်။ပတ်စံရဖို့အတွက်လည်းဆိုတော့ order လေးလက်ခံပြီးလုပ်ရတာမျိုးတွေရှိတယ်။တကယ်တမ်းကျတော့ငါဒီတစ်ခုလုပ်ရင်ရောင်းရမယ်ဆိုတာမျိုးလည်းသိတယ်။ဒါလုပ်ရင်တော့ရောင်းချင်မှရောင်းရမယ်။ဒါပေမဲ့ငါကျင်နေတယ်ဆိုတာဆိုပြီးလုပ်တဲ့ဟာမျိုးတွေရှိတယ်။အဲ့တော့ဘာပဲပြောလုံးမဲ့လူတွေတော့ကဒီဥစ္စာအချင်းကြီးတော့မဖြစ်ဘူး။တစ်ချိန်ချိန်မှာနေရာတစ်ခုရှိမယ်ငွေဝင်လာတော့ရှိလို့ရှိမှာစလောက်တာချိန်ရလက်ရနဲ့အခုလက်ရှိချိန်ရလက်ရနဲ့ကတော့မဆိုင်တော့ဘူးပေါ့အများကြီးတိုးတက်လာတာပေါ့ဒါပေမဲ့အဲ့လိုမျိုးတိုးတက်ဖို့လည်းဒီအချိန်လည်းကြာလာပြီးဖြစ်တာတကြောင်ပြီးတော့နေ့စဉ်အဲ့လိုမျိုးလေးလာတယ်ကိုယ့်ကိုဒီ YouTube ပေါ့အလွယ်ဆုံးနည်းနဲ့အဲ့လိုမျိုးလေးလာတယ်တင်ယူတယ်အဲ့ရနဲ့ဖြည်းဖြည်းဒီကိုယ့်ကို order ကိုလက်ရအောင်သဘောကျပြီးတော့အဲ့လိုမျိုး order လက်အပ်တာမျိုးတွေကိုဖန်တီးပေးတယ်အမှသူတို့အကြိုက်နဲ့တစ်ထပ်တည်းကြားတယ်အဲ့လိုမျိုးတဖြည်းဖြည်းနဲ့ဒီအပျော်လောက်တာကနေပြီးတော့အဲ့လိုမျိုးဒီပေါ့ဝင်ငွေတစ်ခုအနေနဲ့ဝင်လာတယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးဝင်ငွေတစ်ခုအနေနဲ့ရက်တီလို့ရအောင်ပို့ပြီးတော့ဒီထက်များလာအောင်ကိုယ့်ဘက်ကအဲ့လိုမျိုးအေးပေါ့အားစိုက်ထုတ်မှုရလို့တယ်ကိုယ့်လက်ရတစ်စင်ပြီးတစ်စင်ထပ်တက်ဖို့ပေါ့အဲ့လိုမျိုးစူးစမ်းဖို့တော့လိုတာပေါ့ပြီးတော့အဲ့လုံးတစ်ခုလုံးတဲ့နေရာမှာဆိုတော့ကပြောဆိုခုဒီမှာဆိုရင်လည်းဒီတက်ရကိုကြည့်လိုက်တာနဲ့ဒါကဇင်လင်းလက်ရဒါတော့ကျွန်တော်လက်ရဆိုပြီးဆွဲကြနိုင်သူတယောက်ချင်းဒီမှာတယောက်ချင်းရဲ့ကိုပိုင်ဟန်လေးရှိအဲ့လိုမျိုးလူတိုင်းမှာလည်းအဲ့လိုမျိုးကိုပိုင်ဟန်လေးတစ်ခုရှိအောင်တော့လုံးမှသူကအဆင်ပြေမှာလမ်းကြောင်းတစ်ခုပွင့်တော့တယောက်ကဟိုကလည်းလုံးဒီကလည်းလုံးဥမာသင်းမောလေးဆောက်အေးလေးဆောက်အကုန်လုံးတိတိမဟာလုံးနေတော့အဆင်ပြေလို့ဟမ်ဘယ်လိုလဲဒီအလုံးနဲ့ဝင်ငွေရကျင်တာဖြစ်ဖြစ်အဲ့လိုမျိုးစိတ်ကူးရှိထားရင်တော့ဒီဇိုင်းမမတ်လုပ်ဖို့လိုတာပေါ့ဒါမှမဟုတ်ပါဘူးဘယ်ရမလို့ဒီဇိုင်းမမတ်လုပ်မယ်ပြီးရင်ဒီနေ့လုပ်တဲ့လက်ရာဥမာနောက်နေ့လုပ်မဲ့လက်ရာနောက်နေ့လုပ်မဲ့လက်ရာပို့ပြီးတော့ကောင်းဖို့အတွက်ကိုယ့်ဘက်ကအားစိုက်ထုံးမှုတော့လိုတာပေါ့အဲ့တော့အခုအဓိကအဲ့ပေါ့နောက်လုံးမဲ့လူဒီဒိုင်ဂရမ်မီနီချာကိုဒီဝါသနာပါပြီးတော့လိုက်လုံးမဲ့လူတွေရတယ်ကျွန်တော်အများကြီးပြောနေသလိုအဲ့လိုမျိုးတစ်ခုခုစလုံးမှပဲအရေးကြီးတယ်စားလို့ဖို့ပဲလိုတာဥပမာလုံးနေရင်လည်းသူဒီမှာလုံးနေရင်လည်းပဲတနေရမှာသူတိုင်ပတ်ပါတယ်အဲ့လိုမျိုးတိုင်ပတ်တဲ့ဟာကိုဒီသူ့ထက်စီနီယာကြတဲ့လူတွေကိုဒီနားတွေကိုဘယ်လိုလုပ်တာလဲအဲ့လိုမေးလိုက်တဲ့အခါမှာကိုရီးယားပြန်ဖြေပေးတဲ့အခါကျရင်သူလည်းအဲ့ဒီဟာကိုသူကြော်သွားနိုင်ပြီးတော့အလုပ်ဖြစ်သွားမှာပေါ့ဟိုဘာမှမစားလို့ပဲနဲ့ဒါကိုဘယ်လိုလုပ်တာလဲပြောနေလို့ကျွန်တော်ပြလဲအလက်ကားပဲပေါ့သူကဘာမှမစားရသေးဘူးတော့ပြောတဲ့လူကလည်းအရန်ဟိုမဖြစ်ဘူးပေါ့စိတ်သိမ့်မပါဘူးပေါ့တကယ်လုံးနေအခက်အခဲဖြစ်လို့ကိုကပြောပြရတာအနှုတ်နှစ်ဖက်အကျိုးရှိတယ်ပေါ့အဲ့တော့ဝါသနာပါတယ်လှုပ်ချင်တယ်ဆိုတခုစပြီးလုပ်လို့အခက်အခဲဆိုတာအခုမှစလုပ်တယ်သူတို့ကတေချာပေါက်ရှိမှာပဲကိုရီစလုပ်တော့ကလည်းအခက်အခဲကမျိုးစုံပဲကိုရီစဆောက်တဲ့အိမ်လိုမှစကေးမကြတိုင်လုံးတွေကကြည်တယ်မှာသူ့တရားဘလူးတွေဖြစ်
တကယ်အခုချိန်ပြန်ကြည့်ဒီကြားကြီးလေဒါပေမဲ့အဲ့ချိန်မှာမားမှလည်းမကြောက်ဘူးဟိုရှက်လည်းမနေနိုင်ဘူးဟိုလူလည်းပြတယ်ဒီလူလည်းပြသူတို့ဟိုတော့ပြပြီးတော့မေးရတယ်အဲ့ဘယ်ညမှာတော့ဘာလွဲနေဒါတွေကိုတစ်ဆင့်ချင်းတစ်ဖြည်းဖြည်းနဲ့ပြင်လာရင်းနဲ့ပဲဒီချင်းလူရောက်လာတာလေအဲ့တော့ခက်ခဲဆိုတော့လုံတိုင်းလုံတဲ့ဘယ်အလုပ်မှာပဲဖြစ်ဖြစ်ရှိမှာပဲအဲ့ခက်ခဲဟိုဘလို့ဖြည့်ရှင်းမလဲဆိုတော့ဟိုဖြည့်စာတဲ့နေရာမှာပဲဒီလူတာဥမာဒီလောကမှာဒီလူတွေရှိနေဟိုကိုယ့်ရဲ့တည့်တဲ့လူတွေရှိနေရပဲမေးလို့ရဥမာ YouTube တို့ဘာလို့ကြည့်ရဆိုရင်ဒါဟိုအမြင်ရလေးလာလို့ပဲရတို့လှမ်းပြီးတော့မေးလို့မရတာကျွန်းလို့လည်းမရဘူးနောက်ပြီးတော့သူတို့လှုပ်တဲ့ပစ္စည်းတွေသူတို့နိုင်ငံမှာပေါ်ချင်းတော့ရင်ဒီမှာမရှိဘူးဒီမှာရှိရတာနဲ့ကြံဖန်ပြီးတော့လောက်ရတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်အဲ့တော့ဖြတ်လို့ညံလည်းရှိရမယ်စိတ်ကူးစိတ်တန်းလည်းကောင်းအောင်မယ်ဒါဆိုရင်အဆင်ပြေတော့ပြောလို့ခက်ခဲမှုဖြစ်တာနဲ့ကိုယ်တည်းတည်းလို့အားမနာနဲ့မေးတာဟိုပြောတာမပြောတာသူတို့လုံးမေးရမယ့်လောက်ကဒီခက်ခဲကိုဘယ်လိုဖြေကြမလဲမေးရမယ်ဆိုလို့ကျွန်တော်တို့အားတဲ့အချိန်မှာပြောတိုင်းဒါဟိုတကယ်ဒါသူလိုက်လို့ရင်တေချာပေါက်တာသူ့အနေနဲ့ဖြည့်ရှင်းနိုင်တယ်ဆိုတာကျွန်တော်တို့လောက်လာတဲ့တန်းတန်း6မှာအချိန်အများကြီးပေးပြီးတော့လေးလာတဲ့ဟာထားတဲ့ဟာခဏလေးနဲ့သူတည်တော့မှာ Elvis, yours creative partner.